ရှမ်းပြည်နယ်မူဆယ်မြို့နယ်ကညီနောင်မဟာမိတ်၃ဖွဲ့အုပ်ချုပ်ရေးဒေသဖြစ်တဲ့ကျင်းစန်းကျော့ဒေသမှာအာဓမပြုကျင့်ခံရတဲ့အသက်19နှစ်အရွယ်အမျိုးသမီးအပါအဝင်အမျိုးသမီး9ယောက်ကိုတရုတ်နိုင်ငံကိုလူကုန်ကူးတဲ့လူ4ယောက်ကိုညီနောင်မဟာမိတ်၃ဖွဲ့ကဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။အာဓမပြုကျင့်ပြီးလူကုန်ကူးမှုနဲ့ဖမ်းဆီးခံရသူတွေဟာကိုနိုင်38နှစ်နဲ့အမျိုးသမီး1ယောက်အပါအဝင်4ယောက်ဖြစ်ပါတယ်။သူတို့တွေကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလ12ရက်နေ့ည9နာရီလောက်မှာကျင်းစန်းကျော့ဒေသကကိုနိုင်ငှားရမ်းထားတဲ့နေအိမ်မှာညီနောင်မဟာမိတ်၃ဖွဲ့တာဝန်ရှိသူတွေကတွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဖေဖော်ဝါရီလ12ရက်နေ့ကမူဆယ်မြို့နယ်မိုင်းယူ105မိုင်မှာအာဓမပြုကျင့်ခံရသူအမျိုးသမီးငယ်ကအာဓမပြုကျင့်ခံရတဲ့ရန်ကနေသူမကိုကေတင်ပေးဖို့အတွက်ဒေသခံပြည်သူတွေကိုအော်ဟစ်အကူအညီတောင်းခံခဲ့ရကနေဒေသခံပြည်သူတွေကအုပ်ချုပ်ရေးကော်မတီရုံးကိုအမှုဖွင့်တိုင်ကြားလို့ညီနောင်မဟာမိတ်၃ဖွဲ့တာဝန်ရှိသူတွေကတွားရောက်ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။အာဓမပြုကျင့်သူကိုနိုင်ကိုဖမ်းဆီးစဉ်မှာသူ့ရဲ့အိမ်မှာစုဆောင်းထားတဲ့နောက်ထပ်အမျိုးသမီး10ယောက်ကိုလည်းတွေ့ရှိခဲ့ရတာပါ။သူတို့တွေဟာအမျိုးသမီး1ယောက်ကိုတရုတ်ယွန်ငွေ3500နဲ့တရုတ်နိုင်ငံကိုရောင်းစားဖို့စီစဉ်ထားပြီးတရုတ်ပြည်ဖက်ကိုကူးဖို့စောင့်ဆိုင်းနေကြစဉ်မှာအမျိုးသမီးငယ်ကိုကိုနိုင်ကအာဓမပြုကျင့်ခဲ့တာဖြစ်ပါရဲ့ရှင်။